ဒီနေ့မှာတော့ပရိသတ်တွေအမြဲချစ်ခင်အားပေးရတဲ့တရုတ်ဆောင်မင်းသမီးချော်လီဆိုဗီယက်တစ်စင်ရဲ့အိမ်တစ်သက်မင်္ဂလာအလူလေးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာတော့ဒီပွဲလေးနဲ့ပတ်သက်ပြီးအေဂျင့်တာယာလာတဲ့အမတ်တရပုံရိပ်လေးတွေကိုမျှဝေပြသလာခဲ့တာတွေ့ရပါတယ်။နှစ်ဖက်မိဘဆွေမျိုးသားချင်းတွေအားလုံးတစုတစည်းတည်းစုံစုံလင်လင်နဲ့ရှိနေကြတဲ့ပုံစံလေးကမြင်ရသူတိုင်းကိုပါအရင်ဆုံးပြုံးပျော်သွားစေနိုင်ပါ ರಿ ။ပွဲလန်းတဲ့ပင်တစ်ခုတက်တဲ့ပို့ပြီးမိသားစုရဲ့နှွေးထွေးမှုအရှိဆုံးအခိုက်အတန့်လေးတစ်ခုလိုမျိုးရင်ထဲကိုတကယ်ကိုနှွေးထွေးသွားစေခဲ့တာပါ။အိမ်တစ်သက်မင်္ဂလာအလူတော်ပွဲကြီးကိုအလွန်ပဲစီကားတိုက်မြိုက်စွာနဲ့မင်္ဂလာရှိရှိကျင်းပပြုလုပ်ခဲ့တာကိုလည်းတွေ့မြင်ရပါ ರಿ။အဲဒီလိုလှပတဲ့နေ့ရက်လေးမှာဖရားတန်ဃာတော်တွေနဲ့ဆွေမျိုးမိတ်တင်ကားဟာတွေကိုရိုသေကိုင်းဆိုင်စွာနဲ့လက်ဆောင်ဖြာပြီးစွန်နဲ့လူဝဲဝတ္ထုပစ္စည်းတွေကိုဆက်ကပ်လူဒန်းခဲ့ကြပါ ರಿ။အားလုံးဟာကုသိုလ်ကောင်းမှုတွေအတူတူပြုလုပ်ရင်းရွှင်လန်းကြည်နူးနေကြတဲ့ပုံရိပ်လေးတွေကိုပရိသတ်တွေအတွက်ပြန်လည်မျှဝေဖော်ပြပေးလိုက်တာပါ။တရားထက်သန်စွာနဲ့ပြုလုပ်ခဲ့တဲ့ဒီကုသိုလ်လေးအတွက်ပရိသတ်တွေလည်းအတူတူဓာတုခေါ်ဆိုပေးကြလိမ့်မယ်လို့ယုံကြည်ပါ ರಿ။ဒီပွဲလေးမှာမင်းသမီးချောစိုးပြည့်တဲ့စဉ်ကိုရိုင်းကလည်းမြန်မာဝတ်စုံအလှလေးနဲ့ရိုးရိုးရင်ရင်လေးအလွန်ပဲလှပနေတာကိုတွေ့ရပါ ರಿ။သူမရဲ့မျက်နှာထက်မှာအမြဲတမ်းမြင်တွေ့နေရတဲ့အပြုံးချိုချိုလေးတွေနဲ့အတူဧည့်သည်တော်တွေကိုလိမ္မာရင်ကျေးစွာကြိုဆိုဧည့်ခံနေတာကလည်းတကယ်ကိုအမှတ်တရဖြစ်စရာပါ။မိသားစုဘဝလေးရဲ့တိုက်မြိုက်ပျော်ရွှင်စရာအခိုက်အတန့်တွေကိုပုံရိပ်လေးတွေကနေတဆင့်အားလုံးအလွယ်တကူခန်းစားသိရှိနိုင်မှာအသေးချပါပဲ။အနုပညာရှင်တယောက်ရဲ့ပုံမှန်မြင်တွေ့နေကြပုံစံတွေနဲ့မတူပဲချစ်စရာကောင်းတဲ့သမီးကောင်းတယောက်မိသားစုဝင်ကောင်းတယောက်ရဲ့ပုံစံလေးကိုပါထပ်ပြီးမြင်တွေ့ရပါ ರಿ။နှစ်ဖက်မိဘဆွေမျိုးတွေရဲ့မေတ္တာအပြည့်နဲ့ဝိုင်းဝန်းကူညီပေးကြတဲ့ပုံစံလေးတွေကလည်းဒီပွဲလေးကိုပိုပြီးအတိတ်ပဲရှိသွားစေခဲ့တာပါ။အိမ်သေးတဲ့မှာအေဂျင့်တာယာစွာနဲ့ဘဝအတ္တရဲ့ရှေ့ဆက်မဲ့ခရီးလမ်းတွေကိုတာယာပျော်ရွှင်စွာစတင်နိုင်ဖို့အတွက်အားလုံးကစုမုံကောင်းတောင်းပေးနေကြပါ ರಿ။ပရိသတ်တွေကိုယ်တိုင်လည်းသူမတို့ရဲ့မိသားစုအလူပုံရိပ်လေးတွေကိုမြင်တွေ့ပြီးတဲ့နောက်မှာဝမ်းသာပီတိတွေဖြစ်ရမယ်လို့ထင်ပါ ರಿ။အနုပညာလောကမှာအောင်မြင်မှုတွေနဲ့အတူကိုယ်ပိုင်ဘဝလေးကိုလည်းတိုက်တိုက်မြိုက်မြိုက်နဲ့တည်ဆောက်နေတာကအားကျစရာပါပဲ။ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီလိုမင်္ဂလာရှိတဲ့အိမ်တစ်သက်အလူလေးဟာစိုးပြည့်တဲ့စဉ်အတွက်ရောမိသားစုအတွက်ပါအမှတ်တရအကောင်းဆုံးနေ့ရက်လေးတစ်ခုဖြစ်လာမှာပါ။ရှေ့ဆက်ရှောက်မဲ့အနုပညာခရီးလမ်းတွေနဲ့ကိုယ်ပိုင်ဘဝခရီးလမ်းတွေမှာပါလိုရင်ဆန္ဒတွေပြေဝပြီးပျော်ရွှင်စရာတွေနဲ့ပြည့်နှံ့နေဖို့ဆုတောင်းပေးလိုက်ပါ ರಿ။ပရိသတ်တွေအနေနဲ့လည်းသူမတို့ရဲ့လှပတဲ့မိသားစုပုံရိပ်လေးတွေကိုဆက်ပြီးအားပေးချစ်ခင်ကြဖို့ဖိတ်ခေါ်လိုက်ရပါ ರಿ။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့နုပညာရှင်တွေရဲ့သတင်းသစ်ဆန်းလေးတွေကိုဆက်ပြီးတင်ဆက်ပေးသွားအောင်မှာမို့စောင့်မျှော်အားပေးကြပါအောင်နော်။